စီသွားတင်ညက်လို့မရအောင်မလောက်တာမျိုးဖြစ်တယ်အပိုင်းနေကြံခဲ့မယ်ကွာ customer အထက်ဆိုကိုညက်တဲ့သူလို့သွားညက်ရင်အပိုင်းနေကြံခဲ့မယ်အဲ့ဒါမှဘာထည့်ညက်လို့ညက်ရမှာမသိဖြစ်သွားမှာနော်အဲ့ဝယ်လာတဲ့ပိတ်စညီမလေးတို့မှတ်ထားမယ်ဝယ်လာတဲ့ပိတ်စကျတို့တခိုင်ခွဲဖြစ်ဖြစ်မယ်နှစ်ကိုက်ဖြစ်ဖြစ်မယ်ချေပြောတယ်အနံကြီးရင်တော့တခိုင်ခွဲအနံသေးရင်တော့နှစ်ကိုက်ဝယ်ရမယ်ဒါဆိုနှစ်ကိုက်နီးနီးရှိတယ်နော်ဒါအနံသေးရင်နှစ်ကိုက်နီးနီးရှိတယ်ဝယ်လာတဲ့ပိတ်စကိုညီမလေးတို့တဝက်ချိုးပလိုက်ချေပြောလို့အမြဲတဝက်ချိုးလိုက်ရင်ဒီမှာလေဘယ်နှလွာဖြစ်သွားလဲနှစ်လွာဖြစ်သွားတယ်နော်ဒီလိုဖြန်းရက်ကြီးကိုချိုးချလိုက်တာချိုးလိုက်ပြီဆိုရင်ဒီမှာအမြဲနှစ်လွာဖြစ်သွားတယ်အဲ့တော့ပိတ်စညက်လေးကိုကိုကမြင်ရမယ်အမြဲတမ်းဘာပဲညက်ညက်စကတ်ပဲညက်ညက်အင်ကြီးပဲညက်ညက်ဘောင်းဘီပဲညက်ညက်အောက်မှာနှစ်လွာရှိမှမှန်မယ်တလွာရဲလုံးဝညက်လို့မရမှတ်ထားမယ်နော်အောက်မှာအမြဲတမ်းချေတော့ပိတ်စနှစ်လွာရှိရမယ်ဘာပဲညက်ညက်ဘောင်းဘီပဲညက်ညက်စကတ်ပဲညက်ညက်အင်ကြီးပဲညက်ညက်အောက်မှာနှစ်လွာရှိရမယ်ပြီးကိုညက်တော့မယ်ဆိုပိတ်စအလှဖြစ်ရမယ်ဒီပိတ်စကိုအတွက်အလှဖြစ်နေမှာမှန်တယ်ဟုတ်ပြီနော်ပြီးသွားပြီဒီကောင်မှာဒီချေကဒီပတ်တန်လေးတွေအကုန်ပြည့်စုံအောင်ယူလာပဲယူလာပြီးသွားပြီဆိုဒီချေကဒီမှာ6စာရေးပြီးသွားပြီလေ6စာရေးပြီးသွားပြီဆိုညီမလေးတို့ကဒီလိုထားမယ်ကွာကိုကဒီမှာဆိုအစင်ပြေလို့သွားထားတယ်မရဘူးလားဆိုတော့ရတယ်နော်ဒီမှာကိုကြိုက်တယ်လို့သွားထားတယ်6စာရေးချမ်းပြီးညှက်လို့ရဒါပေမဲ့ကိုပိတ်စမှာတဲ့ဆွဲကြောကြည့်ပေးရမယ်နော်ဆွဲကြောကြည့်ရဲဆိုတော့ချေဒီမှာကင်ပြမယ်ဒီလိုဆွဲကြည့်လိုက်ဒီမှာတို့ကဒီလိုဆွဲနေတယ်ဆိုတာနော်ပိတ်စဒီမှာဆွဲကြောရှိတယ်ဒီလိုဆွဲကြည့်လိုက်နေတယ်တွေ့လားဒီကောင်ဆိုရင်များတယ်နော်ဒါတော့ तू ကလေအီးလေးချီဆိုတော့နှစ်ဖက်လုံးမှာဆွဲကြောပါတော့ဝစ်လို့ကောင်းတယ်ပေါ့နော်တချို့ပိတ်စဆိုချဲတော့ဒီလိုတစ်ဖက်ပဲဆွဲမှာဒီလိုမဆွဲဘူးဒါဆိုတိတာတင်းသွားတယ်နော်ဒီမှာဆိုဆွဲတယ်အဲ့ညီမလေးတို့ကပတ်တန်သွားတင်တဲ့အခါကျရင်ကိုကအစင်ပြေလို့တင်ပေမဲ့ဆွဲကြောကိုသတိထားရမယ်နော်ကိုကအစင်ပြေလို့တင်ပေမဲ့ဆွဲကြောသတိထားရမယ်ဒီမှာဆွဲကြောဘယ်ကိုသွားနေလဲဆိုကိုယ်တွေနဲ့ကန့်လန့်သွားဒီလိုသွားနေအဲ့လိုမှမှန်အဲ့တော့ဆွဲကြောဒီအပေါ်အောက်ရှိနေမှားတယ်တဲ့ဒီလိုထားရင်မှားတယ်ဒီလိုထားရင်မှားတယ်ဆွဲကြောရဘလို့ဖြစ်ဒီလိုကြီးသွားဒီမှာနော်ဝတ်လိုက်ရင်ဒီလိုကြီးသွားတယ်ကိုယ်ရဲ့ဒီလိုအရှိလိုက်ဝတ်တာကိုတွေ့လားနော်အဲ့တော့ဆွဲကြောလည်းတတိထားမယ်ကိုယ့်ရဲ့ဆွဲကြောဒီကိုယ်ရဲ့နဲ့ကန့်လန့်ဖြစ်ရမယ်ဆွဲကြောကဒီလိုအပေါ်အောက်ရှိနေတာမှားပြီပေါ့နော်အဲ့တော့ကိုကမေ့ပြီးတော့ဒီလိုတင်ပြီးလိုက်တာအဲ့ဒါဆိုသွားပြီးခြေတို့ဒီဆွဲသားတွေခြုံပြဿနာအကြီးတက်လှုပ်လို့မရတော့အဲ့လိုဖြစ်သွားမှာနော်ဆွဲသားကြီးဝယ်ပြီးတော့ဝတ်လို့မရအောင်အဲ့လိုမျိုးဖြစ်တတ်တယ်နော်အဲ့တော့ဆွဲကြောလည်းကြည့်ကြအောင်လုပ်မယ်ကိုယ့်ရဲ့ဆွဲကြောဒီဟာဆိုမှန်ပါမယ်ဒီမှာလေဒါဆိုမှန်လားကြည့်ကြည့်ပါဒါမှန်လားမမှန်ဘူးနော်မှားတယ်ဒီလိုထားရမယ်ဒီမှာကြီးကိုယ်တယ်နဲ့ကန့်လန့်ဖြစ်အောင်စကက်တွေဆိုရင်အရန်ဝတ်လို့ကောင်းတယ်အဲ့လိုထားရမယ်နော်ကဲအားဆိုရင်ချဲဒီမှာပတ်တန်လေးတင်ပတ်တန်တင်တဲ့အချိန်မှာအောက်ကနှစ်လွှာရှိရမယ်အစင်ပြေလို့လေးထားဆွဲကြောလေးတွေကိုဒီလိုကြည့်ပြီးသွားပြီဆိုရင်ဒီမှာအစင်ပြေလို့ထားမယ်နော်ဒီမှာအရှိနှစ်ခုကဒီမှာနိုးထိတ်သူတို့နှစ်ခုကညီညီပဲသွားမယ်နော်ညီညီပဲသွားမယ်အပေါ်မှာချမ်းရမယ်နော်ဒါလေးလက်လေးကိုလည်းအစင်ပြေလို့ထားလို့ရတယ်ဒါကတော့ဒီမှာပိတ်ခောက်ဒီဘက်ကိုလာအခောက်လေးစီလာမယ်ဒီမှာအခောက်လေးနဲ့ကွက်တိနော်အဲ့ဒီချိန်ဒီမှာဒီလိုချိန်သွားမယ်နော်ကြည့်ကြည့်ပါအောင်ဒီလိုချိန်သွားမယ်ညီမလေးတို့ထားတတ်တယ်လို့ထားလို့ပြောပြီးဒီလိုတွေမရအောင်အဲ့လိုမရအောင်ဒါမျိုးတွေမရအောင်တွေ့လားနော်ဒီချက်ဘယ်လိုချိန်သွားလဲဆိုအနောက်ကိုအရင်ကြည့်တယ်ပြီးတော့အရှိလေးနှစ်ခုခွဲလို့မရဒီအရှိကိုခွဲလို့မရပြီးအရှိကိုအပေါ်တက်လို့မရလောက်အောင်လို့ဒီလိုတွေထားညက်လို့လုံးဝမရပါဘူးနော်အဲ့ဒီချက်တို့ကဒီမှာကြည့်မယ်ဆိုရင်ပတ်တန်နဲ့ကိုယ့်ရဲ့နိုးထိတ်တဲ့တွေကိုထားမယ်ထုံးစာချန်ဖို့နော်အောက်ကတက်သွားတယ်ထုံးစာချန်ဖို့ကြည့်မယ်ခြေထားပုံထားနေကြည့်နော်ဒီမှာနိုးထိတ်တဲ့သူ့ကိုတစ်ခါလေးခွဲသွားမယ်ဒီလိုပုံစံလေးဒီမှာဒီလိုလေးနော်ပြီးလက်ဖက်ကကိုကပိတ်စလောက်တယ်ဆိုဒီလိုတစ်စောင်းလေးသွားနော်ပိတ်စမလောက်ဘူးဆိုထည့်ထားတော့ဘာကွာလဲဆိုတော့ဒီလိုတစ်စောင်းလေးညှက်လိုက်ပိတ်ကြောကဘာဖြစ်သွားလဲပိုဆွဲသွားအဆွေဖြစ်သွားအဲ့ခါကျမြောက်လို့ကောင်းတယ်လို့ပြောနော်မြောက်လို့ကောင်းတယ်ဒီလိုတဲသားလေးဆိုဘာဖြစ်လဲဆိုပိတ်စမလောက်ဝတ်လို့တော့ရတယ်တင်းတယ်နည်းနည်းတင်းတယ်နော်ပိတ်စကိုဒီလိုတစ်စောင်းလေးတချို့တွေဆိုတစ်စောင်းပဲညက်ကိုကဒီလိုမြောက်လို့ကောင်းတာဆွဲကြောဖြစ်သွားတယ်နော်ပြာကြီးတစ်ခုလုံးဆွဲသွားတာနော်အဲ့ကိုကမလောက်တာမျိုးဆိုရင်တော့ဒီလိုပဲညက်ဘာမှတော့မဖြစ်ဘူး။ဟုတ်လေသူကနှစ်ခုလုံးမှာဆွဲကြောနည်းနည်းပါတာပေါ့နော်။မရင်မရတဲ့အင်ကြီးဆိုရင်ဆွဲကြောမပါတဲ့အင်ကြီးဒီလိုတစ်စောင်းလေးညက်ရပါလားနော်